ပဲထိရမယ် ခေါင်းရချင်းခေါင်းရောမောင်းရော ခေါင်းကြီးရောနှမောင်းကြီးရောအကုန်ရောက်တယ်နော် ဟုတ်ကဲ့ ခေါင်းပဲထိရမယ် တီးရောက်ချင်း ဟုတ်လားဟုတ်ကဲ့ကဲလို့နောက်တော့သွားတိုင်ပြီးတော့ဘူးဆိုတဲ့အရင်အနေထားတစ်ချက်ပြန်ပြီးတော့တတိထားကြည့်လိမ့်နော် ဟုတ်ပါစေ မျက်နှာဘက်ကိုရောက်လား တော့လို့ရှိရင် ရောက်တယ်ဟုတ်ပြီမျက်နှာကိုဘယ်နားထိရောက်လဲညက်ခုံးလေးညက်လုံးလေးရောက်လားမထင်ရောက်လား မစင်ရောက်လို့ဆို မထင်အောင်လည်းရောက်တယ်နော်ဒါဆိုပဲထိရောက်လဲလက်မောင်းနဲ့ခုံနေနော်လက်ဖြားထိရောက်လား တော့ဆို လက်ဖြားထိရောက်တယ်နော်မြန်ကောင်းမှာပါနော် လက်တွေလက် လက်ဖြားရင်လုပ်ပြီလားတမောင်းမှလည်းဒီမှာလှုပ်နေတာခုံနေကဲလို့အိမ်မှာဟိုဖြစ်ပြီးရခါဆက်နေဒီညာလေးကိုကလေတို့လက်အိမ်နဲ့မဟုတ်ရင်တော့မဆက်နေနှစ်ခုကတ်ထားပြီနော် ဟုတ်တယ်ဆရာ ညမဟုတ်ဘူးတစ်ချိန်ပြီးရင်ခဏနာနောက်တစ်ချိန်ထပ်တော့တယ်နော် ဟုတ်တယ်ဆရာလက်ရင်ကျတော့နေရာဆုံးလို့ နေရာဆုံးမဟုတ်ဘူးရောက်တာတော့အကုန်ရောက်တယ်လေလက်နဲ့ကြတကူလုံးတို့တွေကဟိုစေးလူတို့တနထားလေးတို့တောင်းချအကုန်လုံးဆွဲချလေနော်ဒီလိုမျိုးကြောတွေရောပါတယ် အဲ့ဒီကျကြောတွေပါအောက်လာလို့ဘာလို့ဆိုရင်အဲ့လိုရတယ်နော် ရတယ်အမေဆိုကြောတွေတောင်းအောင်ညာဆုံး အမေကကြောမှာလေထိုးဘူးတဲ့ခဏခဏကြောအောင်နေ အော်မလေးကောင်းနေ အဲ့ဒါလေး လက်အိမ်နဲ့မဟုတ်တာညီမလေးဟိုကပ်ပြောင်းနဲ့ကပ်ပြီးလိုက်ရတယ်နော်သူဘယ်နာဖြစ်တယ်လဲဆိုတာအဲ့ဒါဒီလိုလေးအဲ့လိုမျိုးပေါ့နော်ဒီနာနဲ့ကိုဒီနာနဲ့ကဲလို့ကတ်တဲ့ခါကြားလို့ရှိရင်ဟိုပါပေါ့တစ်ဖက်ကသိရတစ်ဖက်ကမသိဆိုတော့သတိထားကြည့်ပြီနော် ဟုတ်တယ်ဆရာ ဟိုအချို့ကတစ်ဖက်ကသိရတစ်ဖက်ကမသိသေးဘူးသိတဲ့ဘက်ကလည်းအောက်လာလို့ဆိုရင်နေရာလေးရွှေ့ပြီးတော့နည်းနည်းဆုံးဒါပေမဲ့အဲ့ဒီဖြစ်တဲ့မသိသေးတဲ့နေရာက तू ကယောဂရှိနေပြီနော် ဟုတ်တယ်ဆရာ လက်အိမ်နဲ့ဆိုရင်တော့ရေသေးဆက်ဆက်ပြီနော် ဟုတ်တယ်ဆရာ ဒီမှာကြောကကြီးနေတယ်အကောင်ပြီတလား ကြောမ